皆さんこんにちはဒီနေ့မှာတော့ N3 ခန်းကြီး Master အလွယ်မှတ်နည်းအတွက် D2 လေးကိုဆက်ပြီးတော့လေ့လာကြမယ်အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးတွေကတော့ဘေးမှာဖော်ပြထားတဲ့ခန်းကြီးလေးတွေပါဝင်မဲ့သေးစိတ်တစ်ခုချင်းစီကိုနောက်မှာဆက်ကြည့်ကြမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီလေးလုံးမြောက်ခန်းကြီးလေးကကြတော့ဘာခန်းကြီးလေးဖြစ်မလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုအရင်ဆုံးကြည့်ကြမယ်ခွန်းရော်မီအနေနဲ့က OU ဆိုတဲ့ရင်တွေအဲ့ဒါလေးမိနာဆန်တို့သိပြီးသားအတန်အတွက်ဆိုရင် OU ကရင်တွေအဲ့တော့ဒီခန်းကြီးလေးသုံးတာတော့ဒီခန်းကြီးလေးကိုသုံးတာအုံးရော်မီအနေနဲ့ကဘာလဲအုံးရော်မီအနေနဲ့ကတိုးလို့ပြောတယ် net တိုးဆိုရင်ဘာဖြစ်တာလဲရင်နွေးဘူး net တိုးကဘာဖြစ်လို့လဲဆိုတော့ net ကကြတော့ net စစ်တော့ပါတော့လေအဲ့လိုမျိုး fever အဖျားတွေဘာတွေမှာပြောတဲ့ net အဲ့လို temperature အပူချိန်ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိုးဆိုတဲ့ရင်နွေးလေးနဲ့ပေါင်းလိုက်တယ်အပူနဲ့ရင်နွေးနဲ့ပေါင်းလိုက်တော့ဘာဖြစ်သွားမလဲရင်နွေးပူဆိုပြီးဖြစ်သွားမယ်အဲ့တော့သူ့ရဲ့မှတ်နည်းလေးကိုဆက်ပြီးကြည့်ကြမယ်ဒီခန်းကြီးလေးကိုမှတ်မယ်ဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်သူ့ရဲ့ဒီနောက်ကပိုင်းစိတ်ပိုင်းလေးကဘာလဲဆိုတော့ sun ပေါ့နော်နေတွေဘာတွေနေမင်းတို့ဘာတို့မှာသုံးတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာလဲဆိုတော့သုံးတဲ့အစိတ်ပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့နေပူတော့ရောတိုင်းရောတို့ဘာတို့မှာသုံးတာလေအဲ့စိတ်ပိုင်းလေးอ่ะအဲ့တော့ဗာလဲနေပူတော့ဘာဖြစ်တာလဲရေတွေကဆိုရဲရေတွေကရေနွေးလို့ပဲလို့မှတ်လို့ရတယ်နေပူတော့တိုင်းရောဆိုတဲ့ခန်းကြီးလေးရဲ့အစိတ်ပိုင်းဖြစ်တဲ့အတွက်ကြောင့်နေပူတော့ရေတွေကရေနွေးလို့ပဲလို့မှတ်လို့ရတယ်အဲ့တော့ကြတော့ဘာဖြစ်တာလဲ OU ဆိုတဲ့ရေနွေးလေးဖြစ်သွားပြီးတော့အွန်ယုံမီနေနဲ့ကတော့တိုး neck တိုးဆိုရင်ရေနွေးဘူးဖြစ်သွားမယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်လေးလုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီဆိုတော့နောက်ထပ်ပေါ့နော်ငါးလုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်ငါးလုံးမြောက်ခန်းကြီးလေးကတော့ဘာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ဒီခန်းကြီးလေးကိုလည်းခွန်းရော်မီနဲ့အွန်းရော်မီကိုဆက်ကြည့်ကြမယ်ခွန်းရော်မီအနေနဲ့ကဘာလဲအာရာဟုဆိုတဲ့စီးကြောတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အာရာဟုဆိုတဲ့စီးကြောတယ်ဖြစ်တယ်အုံးရောင်မီအနေနဲ့ကစမ်းဘယ်မှာသုံးလဲစမ်းဆိုင်ဆိုတဲ့စက်ပြာမုတ် detergent အနေမှာသုံးတယ်အဲ့လိုမျိုးเนาะဘယ်လိုခေါ်မလဲအဲ့လိုဆေးတဲ့ဟာမျိုးပေါ့เนาะ washing material တွေဘာတွေမှာသုံးတယ်စက်ပြာမုတ်ဆိုပြီးတော့ပြောမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီဟာကဒီပေါ့နော်စမ်းဆိုင်ကဒီဇိုင်းတွေကကြာယာခုဆိုင်တို့ဘာလို့မှလဲတုံးတယ်medicine တို့ drug တို့မှာတုံးတယ် chemical ပေါ့နော်အဓိကတော့ chemical ဖြစ်တဲ့ဟာမျိုးတွေမှာတုံးတယ်အဲ့တော့ဒီဟာစမ်းကကြာဆေးကြောတယ်chemical ဟာနဲ့ဆိုတော့စက်ပြာမှုတ်ဆိုပြီးတော့ဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်ပုံမှတ်နည်းကိုကြည့်ကြမယ်မှတ်ပုံမှတ်နည်းဆိုရင်เนาะနှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီနောက်ကပိုင်းလေးကကြာဘာဖြစ်သွားမလဲဆိုတော့စာခီဟိုးတို့ဘာတို့လေခုနကလေးတင်ဆိုပြီးတော့ပြောတဲ့ဟာမှာသုံးတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒီနောက်ကကြတော့ဘာဖြစ်တာလဲရေကိုကိုစားပြုတဲ့ခန်းကြီးလေးဖြစ်တယ်ခုနကပဲရေနဲ့စီးကြောပြီးပါပြီလို့မှတ်လို့ရတယ်ဗာလဲခုနလေးနေမဲ့ဗာလဲရေနဲ့စီးကြောပြီးပါပြီလို့မှတ်လို့ရတယ်ဟုတ်ပြီအဲ့ဆိုရင်ဗာလဲအာရာဟုဆိုတဲ့စီးကြောတဲ့ခန်းကြီးလေးဖြစ်သွားပြီးတော့ဆန်းဆိုရင်ဆန်းဆိုင်ဆိုပြီးတော့ပြောတဲ့စက်ပြမှုတ်ခန်းကြီးလေးဖြစ်သွားမယ်ဟုတ်ပြီအဲ့ဆိုရင်9လုံးမြောက်ခန်းကြီးလေးလည်းပြီးသွားပြီเนาะ6လုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်အဲ့တော့6လုံးမြောက်ခန်းကြီးလေးကဒီခန်းကြီးလေးသူ့ရဲ့အွန်ယုံမျိုးကြည့်မယ်တက်ခုဆိုတဲ့ခန်းကြီးလေးဖြစ်တဲ့အဲ့တက်ခုဘယ်နေရာလေးမှာသုံးလဲဆိုရင်စမ်းတက်ခုဆိုပြီးသုံးတယ်ဗာလေစမ်းတက်ခုကအာရာဖြစ်တဲ့ဟာလေးစေးကြောတယ်ဆိုတဲ့အာရာခန်းကြီးလေးနဲ့တက်ခုလေးနဲ့ပေါင်းလိုက်တော့အဝိရှော်ရဲဖြစ်သွားတယ်စမ်းတက်ခုဆိုတဲ့အဝိရှော်ဒီဟုတ်ပြီအဲ့ဒါဆိုရင်လေဒီခန်းကြီးလေးကိုဘလို့မှတ်ကြမလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီအနောက်ကအပိုင်းလေးကဘာလဲဆိုတော့နီချီယောဘီတို့ဘာတို့မှာသုံးတဲ့ယောလေးပေါ့နော်နီချီယောဘီဆိုပြီးတော့သုံးတဲ့ဟာမှာသုံးတဲ့ယောလေးဖြစ်သွားမယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်စနေနေ့တိုင်းရေနဲ့ဘာဖြစ်တာလဲအဝိရှော်ပါတယ်စနေနေ့တိုင်းရေနဲ့အဝိရှော်တဲ့စန်တာကိုစတိုဆိုပြီးတော့မှတ်လို့ရတယ်အဲ့တော့6လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီပေါ့နော်အဲ့ဆိုရင်ဒီနေ့တော့ကပြီးသွားပါပြီနောက်ဆက်လုံးလည်းရမယ်လို့ထင်ပါတယ်အားရတော့ကိုဇိုင်းမတ်မတာနေဘိုင်ဘိုင်